好，那今天我们开始上课吧。同学们好，老谢好。好，今天我们要做好。的就是 HSK 以及第四课。ဒီနေ့လောက်ရှိလို့ကမှာက HSK level 1သင်ခန်းစာ number 4练习ချက်နော်练习ချက်ဖြစ်တဲ့အတွက်ကြောင့်လောက်ရှိတော့ပါလဲဆိုလို့ရှိရင် voice book စာအုပ်ထဲမှာပါတဲ့ exercise တွေကိုလုပ်ရမှာပဲဖြစ်တယ်好，那就我们开始吧。啊，第四课，他是我的汉语老师。Lesson 4. She is my Chinese teacher. 一、听力 1. Listening. 第一部分 Part 1. 第1到4题，听词或短语，判断对错。Questions 1 to 4. Listen to the words or phrases and decide whether the pictures are right or wrong based on what you hear. 例如， Example: 很高兴 very happy, 看电影， to see a movie, 一、老师。老师。二、美国。美国。三、同学。同学。四、朋友。朋友。第二部分 Part 2. 第5到8题，听对话，选择与对话内容一致的图片。Questions 5 to 8. listen to the dialogues and choose the right picture for each dialogue you hear. 例如， Example: 你好， How do you do? 你好，很高兴认识你。How do you do? Nice to meet you. 五、他是谁？他是我的汉语老师。五、他是谁？他是我的汉语老师。六、他叫什么名字？他叫大卫，他是美国人。六、他叫什么名字？他叫大卫，他是美国人。七、他是哪国人？他是中国人。七、他是哪国人？他是中国人。
8. 他是谁？她是我同学，她叫玛丽。8. 他是谁？她是我同学，她叫玛丽。第3部分 Part 3. 第9到12题，听句子回答问题。 Questions 9 to 12. Listen to the sentences and answer the questions. 例如， Example: 下午我去商店，我想买一些水果。 I'm going to the store this afternoon. I want to buy some fruit. 他下午去哪里？ Where is she going this afternoon? 9. 他叫李鹏，他是中国人。他是哪国人？ 9. 他叫李鹏，他是中国人。他是哪国人？ 10. 他是中国人，他是我的汉语老师。他是谁？ 10. 他是中国人，他是我的汉语老师。他是谁？ 11. 他叫安妮，他不是我同学，他是我朋友。他是谁？ 11. 他叫安妮，他不是我同学，他是我朋友。他是谁？ 12. 他叫李欣，是我的中国朋友。他叫什么名字？ 12. 他叫李欣，是我的中国朋友。他叫什么名字？ โอเคဒါဆိုထင်းလင်းကောင်ရှင်းနဲ့ပတ်သက်ပြီးတော့အဖြေလေးတွေပြောကြည့်အောင်နော်မှန်ရင်ဘယ်လိုပြောမလဲ 对， ဒီမှန်ရင် 错， 错好那就第一နံပါတ်1第一错，错第二错，第三对，好第四对，对好非常棒那所以第五一，对好第五一第六四，不是 C ရပါပြီသားလေ C ရအဲ့မှာ exam လေးလေ
第六， Level A. 好，第六，第七， B. B 好，第八， D B 了。 B D 啊，ဘာပြောတာတော့မှတ်မိသေးလား ဟုတ်တယ် D က D ကရှေ့ D. OK ခွန်က B Mary. 我同学。 ရှေ့က D 我同学。 OK ချက်တယ်ရောအဲ့ဆိုအဖြေတွေအကုန်လုံးအတူတူပဲเนาะ5 A 6 A 9က B လို့ပြောတာเนาะ ဟုတ် 赖老师。 OK ဟုတ်တယ် ပြန်တော့နားထောင်ကြည့်အောင် 第四， Example. 你好， 5. 他是谁？他是我的汉语老师。 ဒါဆိုမှန်တယ်เนาะဟိုက 6. 他叫什么名字？他叫大卫，他是美国人。 ဟောဒါလည်းမှန်တယ်เนาะ 6. 他叫什么名字？他叫大卫， တေချာနားထောင် 他 เนาะ 是美国人。 7. 他是哪国人？他是中国人。 အားကြားလိုက်လေ 他是哪国人？他是哪个中人他是中国人 ဘာရွေးရမှာလဲ T ဘာရွေးရမှာလဲ Level D. B D B ကိုရွေးရင်မှန်ပါမလား မှန်ပါ 慢慢。 ရုပ်တွေလည်းကြည့်လိုက်အောင် မှန်ပါ နော်တရုပ်တွေပေါက်နေလား ပါပါ ဟောဒါဆိုရင်ချီးက D D မှားလို့မရအောင်နော် 7. 他是哪国人？他是中国人。 8. 他是谁？他是我同学，他叫玛丽。你看他是我同学他叫玛丽လို့ပြောလိုက်ကြတယ်အဲ့မှာလူကဘယ်နှယောက်ဖြစ်နေလဲ2ယောက်ဖြစ်နေ 那样。 ပြပါအဲ့တော့ဒီပု္ပ္ပစာလွဲကိုမလွဲတင်တာ လူတစ်ယောက်လား2ယောက်လားမြင်ကိုပဲကျွန်တော်တို့ကဟိုဗာလဲဖီယာပေါ်နေပြီလို့ပြောချင်တာလူ2ယောက်ပါတော့ဆိုလို့ဒီထဲမှာဒီ B ပဲရှိတယ်我同学လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်အကြောင်းတက်နေတဲ့ပုံစံဖြစ်ရမှာနော် B က D မှာတစ်ယောက်တည်းလေဘယ်လိုလုပ်同学လို့ပြောလို့ရမလဲ 玛丽鲁布雷。 မာလီယာပါလဲ Mary Mary နာ မာ မည် လီယာအင်္ဂလိပ်နာမည်တွေ့ပါ ဟာ အရှိမသင်ခဲ့ပြီမာလီယာ Mary အင်္ဂလိပ်နာမည်နော်တရုတ်မနာမည်မဟုတ်ဘူး OK 第九 C. B C 对好第十 C In. C 第11 A A. 第12 B B. B 好非常棒ဒါဆိုကြည့်လိုက်ဒီမှာဒီကောင်လေးပါနေတယ်ဗါတယ်လဲ Fresh 法国人。法国人 ဖာကောရန်ဆိုတာဘာဖြစ်မှာလဲ ပြင်သစ်နိုင်ငံ ပြင် သား သစ်နိုင်ငံသား
对ပြင်သစ်နိုင်ငံသားရမယ်နော်ဒါဆိုရင်ပြင်သစ်နိုင်ငံဆိုဘယ်လိုပြောမှာလဲ 嗯，ပါကော 法 တွေ့ပါ 法 ခင် 国 ဗျားတို့ကနိုင်ငံသားနဲ့နိုင်ငံကိုပဲမကွဲနေဘူးလားခုတင်ကြည့်လွယ်လွယ်လေးကိုနော်法国နော်美国美国人对吧美国美国人中国人法国人日本人缅甸人对吧နိုင်ငံတွေအများကြီးတင်ထားတာနော်ပြီးရင်ဘယ်နိုင်ငံတွေလဲဆိုတာမမေ့သွားနဲ့အောင်နောက်တစ်ခုဒီမှာကြည့်ဘာတွေပါလဲနာမည်တွေပါတယ်ဒီမှာအန်နီလီရှင်းဝမ်ဖန်နာမည်တွေပါတယ်နော် အဲ့နာမည်တွေကိုလိုအပ်ရင်ပြန်သုံးလို့ရအောင်လို့တခြားမတ်မတ်တသားလေးနဲ့လုပ်ခဲ့好吧ဒါဆိုရင် line 看一下阅读例如就我们不用做了 example တွေကတော့မလုပ်တော့ဘူးတန်းသွားလိုက်မယ်နော်来吧第13好第1373好ခဏန်းတွေကိုပြောတာမရဘူးလား第13对不起错ချောအဲ့တော့တိဆိုတာဘာလဲဆိုရင်နံပါတ်ကိုပြောတာနော်第13က73第13ဆိုတော့နံပါတ်73လို့ပြောတာအဲ့တော့တိဆိုတာနံပါတ်ကိုပြောတာမှတ်ထားရမယ်နော်အဲ့တော့13好下一个第14就是他是对对好第15错错第16同学错错错第17他们对ထီးတွေလားအမတွေလား 我妈嘞ထီးတွေလားအမတွေလား 我妈嘞ဒီမှာအထီးတွေလားအမတွေလား ယောက်ျားလေး ယောက်ျားလေး ဒီမှာကြည့် ဟုတ် မိန်းကလေးထားတဲ့ယောက်ျားလေးထားတဲ့တူလား လူအောင် ဒူနော်ဟာဒါကြောင့်မလို့ဒီ17ကဘာဖြစ်မလဲ ချော့ အမေနော်အဲ့ဒါကိုမလွဲသေးနဲ့ချော ချော့ အောင်ရှာ一个နောက်တစ်ခုကြည့်ရအောင် ရှင်ဟုတ်တယ် နိုင်ဒီဘက်က AB A to F ကိုအရင်ဖတ်ပါအောင်ဗါလိမ့်မယ်你是哪国人哦是他 A to F 谁是是是是他是我的美国朋友友，好 B 他是里约，他是是里约他是我的他是我的，中国他是中国朋友中国人朋友， C 他是我同是我的他是同我学同学，他叫大卫他叫大卫好下一个不是是他是我的他是我的汉语老师我是美国我人，是美国人好好的的谢谢谢谢。好来这边的第18你是哪国人哪国人？ဘာဖြစ်မလဲ 他那个你是我是နဲ့မိထားတာ 国人我是美国人美国人你နဲ့မိမှာတော့ဘာနဲ့ပြန်ဖြစ်မှာလဲ 我呢我 ဟောနဲ့ဒါဆိုရင်ဖြေရဘာဖြစ်မလဲ 一一下一个他是谁他是谁？他是里约他是我的我的中国朋友 B 朋友 B 他ဆိုတဲ့အတွက်ကြောင့်ဒီမှာအထီးလားမလားမိကုန်းကအထီးလားမလား အ 美 ထီး 国ယောက်ျားလေး ခင်ဗျားတို့ရွေးလိုက်တာကအထီးလားမလား မ မိန်းကလေး အဲ့ဒါဆိုဘယ်ဟာရွေးမှာလဲ A ဟာမိကုန်းကဗာမေးထားတာလဲ 他是谁他是 D D 他是不是他是谁လို့မေးတာဘယ်လိုပြန်ပြပါလဲ 他是我我同对是我同学他叫大卫 မိကုန်းကဗာလဲမေးထားတာ他是谁ဘယ်သူလဲလို့မေးထားတာလေပြပါကဲဘယ်ဟာအဖြစ်မှန်လို့ထင်လဲ 什么 C D D
C 对吧အဲ့တော့ကြည့်လေနာမည်မေးထားရင်ဘာပါမလဲကြောက်ပါနော်他是谁他是我的同学他叫大卫နာမည်မေးထား तू ကဘယ်သူတုံးဆိုနာမည်မပြောဘဲနဲ့ပြောလို့ရပါမလားမရဘူးလေနော်好吧下一个20他是你同学吗？嗯是，不能啊，他是你同学吗？是，他是我的美国朋友。မေးခွန်းကဗာမေးတာလဲ嗯， 20မေးခွန်းကဗာလဲ 杜妈，မဟုတ်တရုတ်လိုပဲဖတ်လိုက်လောင်ရှိကမြန်မာလိုသိတယ်哦，他是你同学吗？同学吗？什么？ ဘာလို့တရုတ်လိုဖတ်ခိုင်းတာလဲဆိုတာအကြောင်းရှိတယ်ဘာမေးထားတာလဲဆိုတာမြင်လား 哦， မေးခွန်းကဗာလဲ他是你他是你同学吗ဘာလဲအဓိက key point ကဗာလဲ同学吗？同学အဲ့တော့လိုက်ရှာ C 同学，不是，他他是我是你的同学吗ဘာဖြစ်ရမှာလဲ 不是，他是我不是，他是我的很友老的师。老师。对所以答案是ဖြေက D 对吧嗯，ဘာမေးတာလဲမင်းရဲ့အတန်းပေါ်လားလို့မေးတာ对吧အဲ့တော့是နဲ့မေးထားလို့ရှိရင်တော့တို့က是ဒါမှမဟုတ်ဘူး是နဲ့ဖြေလို့ရတယ်对吧အဲ့တော့是 A ကိုသွားကြည့်လိုက်是他是ဆိုတော့ဒီမှာယောက်ျားလေးထားလားမိန်းကလေးထားလား 他个要叫丽他， A ကယောက်ျားလေးထားဒီမှာမေးခွန်းကယောက်ျားလေးထားလားမိန်းကလေးထားလား 没过来要叫丽他。 ဟမ်20လေ 哦，那谁？ အယို他个没丽他。ဒီမှာ A ကပါလဲ 哦，A 要叫丽他。ခင်ဗျားတို့ဖြည့်မယ်ဆိုရင်နည်းနည်းပါးပါးမျက်လုံးလေးလည်းပြုတ်ပြပြီးတော့ view စိုက်ပါအောင်နော်ရန်တမ်းပြီးတော့မဖြည့်ပါနဲ့အဲ့တော့လောက်ရှိက key point ကိုလည်းပေးလိုက်ပြီဒါနောက်တစ်ခုဒီထုံးရွှယ်မှာနော်ဆိုတော့ထုံးရွှယ်ကဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးနှစ်ခုပဲရှိမယ်အဲ့တော့အဖြေကဘာနဲ့စမှာလဲ是ဒါမှမဟုတ်ဘူး是နဲ့စတယ်不是。对吧哦，အဲ့တော့ဟုတ်တယ်ဆိုရင်ဟုတ်တဲ့အလျောက်ထုံးရွှယ်ဆိုတဲ့စကားလုံးပါမှာမဟုတ်ဘူးဆိုရင်တော့ထုံးရွှယ်ကပါကြလို့သေးလားမလို့ဘူးပေါ့ရမယ်နော်好好吧下一个21哦，是谁里约？他是李李月ဆိုရှင်းနေပြီအဖြေထဲမှာပါပြီးသားလဲမိကုန်းထဲမှာပါပြီးသားလဲအဖြေပါပြီးသား啊，အဲ့တော့这个比B 22吗？他是他是你的朋友吗？对有吗？မိကုန်းတွေကိုဖတ်မယ်နော်မိကုန်းတွေကိုဖတ်မယ်နော်他是你的朋友吗哎，是他是我的朋友ဒီမှာအမျိုးသားထားအမျိုးသားထားရမယ်နော်အဲ့တော့ဒီတွေ့လားအဲ့တော့အမျိုးသားထားမှအမျိုးသမီးထားမှမသိဘူးမကွဲဘူးဆိုရင်ခင်ဗျားတို့ဒီမိကုန်းတွေကဖြေတာမှန်မှာမဟုတ်ဘူး好下一个第三部分来大家先读一读 A 到 E ကနေ F T ကိုအရင်ဖတ်ပါဦးဗါတယ်လေ拿照没事哪？好23第23是你妈妈？妈妈叫什么？所以答案是 B ဘာဖြစ်ပါလဲ B 对下一个24第24 24，你是没有哦，你是国人，你是国人，你是哪国人？国人，所以答案是 E 你是哪国人？不是 နံပါတ်ကလေးလည်းပြောမယ်ဒီနံပါတ်တွေပြောခိုင်းတာအကြောင်းရှိတယ်ခင်ဗျားတို့စောင့်ပွဲကြရင်တရားတွေပဲဖြေရမှာနော်အဲ့တော့နာဆိုနာတော့သွားပြီးတော့ဖြေကြရမလို့ ABC ပဲဖြေရမှာအဲ့တော့ ABC တွေပါတစ်ခါတွဲပြီးပြောနော်25不是我同学，他是
他是我的中国朋友。我的中国人朋友。好，C， C， 26，我是美我是国人。你呢？今年 E， 你呢ဒီနည်းနဲ့ကဘာကိုမေးတာလဲ 你呢ကျတော့ဘာလိုမျိုးလဲလို့မေး ဟာဆိုတော့တရုတ်လိုမေး 加 တော့ 油， နာကောရန် 你是哪国人对吧美国人。ဒါမှမဟုတ်你是美国人吗လို့လည်းမရဘူးလားရတာပဲနော်好27七第27他他他是谁？他是谁？好 I 对28我不是中国人，中国人，我我是是美美国人。国人。一，七，好几下一个29他是有还有老师吗？老师吗？好 H 下一个 H 30他不是他同我学，同学他是我的他是我的朋友。好朋友。F F 好ဒါဆိုရင်ဒီမှာမီနစ်တစ်လုံးတိုးလာပြီဟောင်ဖုံးယူဟောင်ဟောပါလေ 高呢？ကောင်းတာဖုံးယူလား တကယ်ချင်း ဟောင်ဖုံးယူတော့ 那个多高？ တွေ့တငယ်ချင်းကောင်းရမယ်နော်ဆရာကောင်းဆိုရင် 郝老师，好老师，好ကျောင်းသားကောင်းဆိုရင် 好朋友，张学生。对同学好学生对吧好学生ရမယ်နော်好同学好学生နော်အတန်းပေါ်ကောင်းနော်ဆိုရင်好同学好学生ဒီလိုမျိုးပြောလို့ရတယ် Okay နော်ကိုယ့်အကူကျောင်းသားကောင်းလားကျောင်းသားဆိုးလားဂရုစိုက်ကြအောင်နော်အင်္ဂလိပ်မှာအဲ့ရင်တော့ပါလဲကျောင်းသားကောင်းလေးတွေပေါ့ဟုတ်လားအင်္ဂလိပ်လေးအပ်မယ်နော်ဟာပါဒီမှာ pronunciation လေးတွေနဲ့ပတ်သက်ပြီးတော့မိမိဘာသာလုပ်လို့ရတယ်နော်ဒီမှာဒါလေးတွေကနောက်ရှင်လုံးမပြီးတော့ဘာလို့ဆိုတော့ဒီမှာထင်းလို့ရင်အတန်ပိုင်းကိုနားထောင်မယ်ဒီမှာအတန်ပိုင်းနံပါတ်ဘယ်လောက်လဲ042မှာပါပြီးသားရွှန်ကျဲထင်းတောင်တဲ့ရင်းကျဲဆိုတော့ပြီးရင်ကိုကြားလိုက်တယ်နော်ရင်းကျဲဆိုတော့အတန်ဘက်ကိုကဘာလို့ရမလဲရွေးပေးရမှာနောက်ဒီမှာနှစ်ခုရှိရယ်ရွေးတယ်ဆိုတော့ကိုကဒီမှာကျွမ်းကြားဒီလိုမျိုးပေါ့နော်ANG နဲ့ဆုံးတဲ့ဟာကိုကြားလိုက်တာလား AN နဲ့ဆုံးတာကိုကြားလိုက်တာလားဒါတို့မနေ့ကတော့သူတို့သင်ထားပြီးသားနော် AN နဲ့ဆုံးတာရယ်ဥမာနှမ်းနဲ့ငုံဒါနဲ့လေအတန်တော့က NG နဲ့ဆုံးတာရယ် N နဲ့ဆုံးတာရယ်တွေ့ပါအဲ့တော့ဒါလေးတွေလည်းဒီလေ့ကျင့်ခန်းလေးတွေလည်းလုပ်ဖို့လိုတယ်နော်အရေးကြီးတယ်ရမယ်နော်ဒါလေးတွေမိမိဘာသာလုပ်ထားမယ်နောက်တစ်ခုတီးတီးတော့ကြိုတော့16ဒီ6ကနေ16ကလည်းအတူတူပဲဒီမှာဘာလို့ရမှာလဲဆိုရင်ထင်းလို့ရင်အတန်ဖိုင်ကိုနားထောင်မယ်ကြီးရတဲ့ချွေကြုံတဲ့ကြီးပြောင်းကျူရှင်တယောက်ဆိုတော့အောက်မှာပြီးထားတဲ့ဒီမှာရီးဆိုတဲ့ထုံးနေနဲ့ပတ်သက်ပြီးတော့မှလာရှိုးကမလုပ်ခိုင်းတာလဲစိမ့်တယောက်လေးတွေထည့်ခိုင်းတာအကုန်လုံးကရီးတယ်ဒါဆိုရင်ရီးမှာစိမ့်တယောက်ကပြောင်းလဲတာနဲ့ပတ်သက်ပြီးမနေ့ကသင်ပြီးပြီလားမသင်ရသေးဘူးလား တပြီပါပြီ သင်ပြီးပြီမှတ်မိသေးလား ဟော ရီးကဘယ်အချိန်ဒီမှာဆိုလို့ရှိရင်ဘာထုံးပြောင်းလဲ 1、2、3通左右，final 通。1、2、3စိမ့်ရဲ့အရှိမဆိုရင်ဘာထုံးပြောင်းလဲ final 通。 ဘယ်နဲ့ final ထုံးရလို့မရှိပါဘူး 不通。看看懂。走，ဟမ်မနေ့က note ကိုလည်းပြန်သွားလှန်ကြည့်လိုက်ပါဦးစားမွေရသေးဘူးလားဟလားကိုကောင်ဆက်စားဝယ်ပြီလား မရသေးပါ ကိုကောင်းဝင်ရရော မရသေးဘူးလေ ခင်ဗျားတို့ဘယ်တော့မှဝယ်မှာလဲဘယ်တော့မှ note တွေကဘယ်ထဲမှာလိုက်ရေးကြလဲ စောက်တော့ပါပြီ အော်အဲ့တော့ရေးတာတွေလောက်ရှိပြောတာတွေအကုန်လုံးလိုက်ရေးလာ ဟုတ်ရေးပါ အဲ့ဆိုရေးထားရဆိုပြန်ကြည့်လိုက်အောင်မနေ့ကဘာတွေပြောတော့လဲလို့ နေရ ယွန်းတို့ရောစားဝယ်ပြီလားယွန်းတို့စားဝယ်ဖြစ်တာ 我觉得老师， ဟိုတမ်းပြီးမှဝယ်မှာလားလို့လားကဲမနေ့ကရီးတုံးတင်တာနဲ့ပတ်သက်ပြီးတော့ပြန်သွားကြည့် ဟုတ် ဟုတ်တော့ လုပ်ရေးထားတယ်ဆိုလုပ်ရေးတယ်ဆိုပြန်သွားကြည့်နော်ဒါစာအုပ်ဝယ်တာမဝယ်တာတကယ်တမ်းအရေးမကြီးဘူးနော်
စာအုပ်ထဲကိုကြည့်ပြီးတော့မှကိုယ်စာအုပ်ထဲကိုကိုယ် notebook ထဲကိုစာအုပ်ထဲမှာသင်တဲ့အရေးကြီးတဲ့ point တွေပြန်ချရေးထားပြီးတာပဲစာအုပ်ဝယ်တာမလားအရေးမကြီးဘူးเนาะ note ရှိရဆိုရင်တော့ရတယ်တကယ်တမ်းဒီအဲ့ဒါဆိုပြောရီးကဘယ်အရှိတွေမှာဘာထုံး first လဲ hole first တုံး first hole second hole 大虫嘛ဆိုရင် fourth hole ထင်တယ် ဟုတ်တယ် ဟုတ်လားနောက်ရှင်းပြောသွားတာကိုဒီချာနားထောင်เนาะရီးက first တုံး second တုံး fourth တုံးရဲ့အရှိမှာဆိုရင်ဒီပါ ဟုတ် အရှိမှာဆိုရင်ဘာတုံးပြောင်းလဲ ဖို့ထုံး fourth hole okay ဒါဆိုရင် fourth တုံးရဲ့အရှိမှာဆိုရင် second second hole second တုံးဒါဆိုရင်ဘယ်အခြေအနေမှာလို့ဆိုရင်မပြောင်းဘူးလဲ ကိန်းကနုံတစ်ခုတည်း ကိန်းဂဏန်းတစ်ခုတည်းမဟုတ်ပါဘူးသူ့ကြည့်ပဲတီးတန့်သုံးတဲ့အချိန်မှာလည်းသူကမပြောင်းလဲဘူးကိန်းဂဏန်းအဖြစ်နဲ့သူ့ကိုသုံးတဲ့အချိန်မှာလည်းပဲမပြောင်းလဲဘူးเนาะဟောဒါမနေ့ကပြောခဲ့တဲ့ဟာလေးပေါ့အရေးကြီးတဲ့ note တွေဆိုရင်ဒါမျိုးဒီမှာချရေးထားเนาะဒါလေးတွေကို ဟုတ် ခုထဲအတိုင်းပြန်ကူးထားexample လေးတွေပါချကူးထားဒါပြီးရင်ဒါလေးတွေရေးထားเนาะဒီမှာ okay ဒါဆိုရင်ဒီမှာထည့်လို့ရပြီနံပါတ်1ကဘာထုံးဖြစ်မလဲsorry နံပါတ်9ကဘာထုံးဖြစ်မလဲ ဖို့ထုံး fourth hole okay 4ထုံးအဲ့တော့အတန်ထွက်ကဘယ်လိုထွက်မလဲ 一天一天一天对吧第10နံပါတ်10ကဘာထုံးဖြစ်မလဲ 这是啊 fourth hole ထုံး 4ထုံးဘာထုံးဘယ်လိုရွတ်မလဲ 一年一年好下一个第11个哟 fourth hole 一百4ထုံးဘာဖြစ်မလဲတန်ထွက်က fourth hole 一版一一百好第12 second hole second ထုံးဘယ်လိုရွတ်မလဲ 一五以为为以为နော်以为ဒီလိုမျိုးနော်好对以为好第13第13一整整对一整将整ရမယ်နော်一将 OK 第14一瓶对一瓶好第15一网一王一网ရမယ်နော်好第16一哎 second 一 hole second ထုံး一下ရမယ်နော်一下ဟောဒါလေးတွေကအရေးကြီးတယ်เนาะအဲ့တော့ကိုယ့်ရဲ့ဒီ first တုံးနေ second တုံးနေ third တုံးတွေကိုကြည့်ပြီးပြောင်းလဲမှာဖြစ်တဲ့အတွက်ကြောင့်ကိုကဒါလေးတွေကို use ဆိုင်ဖို့လိုတယ်ဟောနောက်တစ်ခုကတော့ character တွေဆိုတော့ဒီမှာဘာမှပြောစရာမရှိတော့ဘူးဒါဆိုရင်လောက်ရှိတို့เนาะအဲ့တော့သင်ခန်းစာနံပါတ်4ရပြီးသွားပြီဒါဆိုရင်5ကဥစ္စာလေးကိုသွားကြည့်အောင်ကဲ5ကခေါင်းစဉ်လေးရပါတယ်တဲ့他努尔 နူလာဒီမှာပါလေ 哦女ယူဆိုတော့ 女女女儿ဟာ他女儿他女儿今年今年今年20岁属黄20 20ရဲ့နောက်ကပါလေ是UN ကပါလေ UI 为ဝေးတွေ့睡了လောက်ရှင်းနဲ့စားသိမယ်ဆိုရင်IP ရင်းတွေကိုနိုင်ရမှာကတ်တာ好ခဏပြင်ရှာရတာမောတယ်ဟုတ်လား是谁အာဝေး UN ကဝေးเนาะဒါလို့ဆိုရင်စဝေးဆိုရင်ဆွေးတွေ့ပါဖို့တော့ဆိုတော့ဆွေးရမယ်เนาะလောက်ရှင်းစိတ်ရင်းသွားတာเนาะဘာမှမခံဘူး initial စ
final ဝေဆွေးဆိုတော့ဆွေးဖို့တုံးဆိုတော့ဆွေရမယ်နော်好他女儿今年20岁ရမယ်နော်好女儿ဆိုတာကဒေါက်တာသမီးကိုပြောတာ今年ဆိုတာ this year ဒီနှစ်လို့ပြောတာရမယ်နော်20က20တည်ပြီးသွားပြီဆွေကပါလဲဆိုရင် age ကိုပြောတာရမယ်နော်ဆိုတော့他女儿ဆိုတော့သူမရဲ့သမီးဒီမှာနော်他女儿他的女儿လို့ပြောလဲရတယ်ဒါပေမဲ့နောက်က女ရဒီလူတစ်ယောက်ကိုစားပြုတဲ့လူကိုညွှန်ပြတဲ့စကားလုံး noun ဖြစ်တဲ့အတွက်ကြောင့်မလို့တဲကဖြုတ်လို့ရတယ်လို့ပြောထားတာဒါကြောင့်ဖြုတ်လို့လိုက်တာရမယ်နော်ဟာဒါကြောင့် grammar point တွေကဆက်နေတာကြည့်နော်သူ့ရဲ့အသုံးအနှုန်းတွေကအလကားနေရင်သုံးထားတာမဟုတ်ဘူးနော်ဒီမှာတော့ကြာဒီမှာတဲပါတယ်တဲမပါဘူးလားဆိုပြီးညင်းနေမှာဆိုလို့ထည့်လို့မရဘူးလားရတယ်ရမယ်နော်အဲ့ဆိုကိုယ့်အတွက်တစ်လုံးတတ်တာရင်ခင်ဗျားတို့တရုပ်စလုံးရေးတာပဲကြည့်လိုက်ခင်ဗျားတို့အင်စာပြီးရင်တစ်လုံးလောက်မြန်ရှော့ပြလိုက်တစ်လုံးမိုးမတတ်တာဟုတ်လားဟုတ်ပါပါလေအဲ့တဘောပဲเนาะ他女儿今年20岁စကားပြောတဲ့အချိန်မှာလည်းလူရင်းတူချင်းမြန်မြန်ပြောလိုက်တော့ပိုကောင်းတာပေါ့ဒီပါ他的女儿လို့သုံးချင်တပါဆိုလည်းရပါတယ်ဟာဒါဆိုရင်ဆွေဒီ age ဖြစ်တဲ့အတွက်ကြောင့်အသက်ကိုပြောတာဒီမှာအသက်တွေကိုအသက်အရွယ်တွေကိုပြောတော့မှာဖြစ်တယ်来我们先看一下课文一的生词ဒါဆိုရင်လာဆို new work တွေကိုအရင်ကြည့်အောင်ဒါ大家一起读吧鸡啊鸡啊加对吧有考有ကျင်းထိသူရင်ကျ16ထဲမှာပါတယ်လားပါပါယူမျိုးတို့အတမ်းကြတော့ဘူးနော်ရိုးရိုးကရိုးကကျင်းထိသူရင်ကျ16ခုထဲမှာပါလားပါပါမပါဘူးเนาะဒါကြောင့်မလို့ ရိုးလို့ဖတ်ရမှာရမယ်နောက်တစ်ခုကရောကျင်းထိသူရင်ကျ16ခုထဲမှာပါလားပါပါမပါဘူးအဲ့ဒါဆိုခွဲဖတ်မယ်เนาะပြန်ဖတ်မယ်အစကနေ加加G E R เนาะ G E R ဒါမှမဟုတ်ရင်လည်းကြီးယာနှလုံးတွဲခြင်းလည်းရီးနဲ့အားနဲ့ကိုတွဲရင်လည်းကြီးယာလို့ပြောเนาะကြီးအားဆိုပြီးတော့ယာကပြောင်းရီးကပြောင်းမသွားစေနဲ့ပြောချင်တာเนาะโอเคပြန်ယူမယ် G A J J K O 对好ကြီးယာ加ဆိုတာဗာလဲဆိုရင်မိသားစုဒါမှမဟုတ်ရင်အိမ်လို့လည်းပြောလို့ရတယ်เนาะ home လို့ပြောလို့ရတယ်ဒီမှာတော့ family လို့ပဲပေးထားတာเนาะအဲ့တော့ home လည်းရတယ်ဟာနောက်တစ်ခုယိုဆိုတာရှိတယ်လို့ပြောချင်တာဖြစ်တယ်ဆိုရင်是เนาะရှိတယ်ဆိုရင်ကျွန်တော်တို့ကယိုတရုတ်စာမှာရှိသည်ဖြစ်သည်ကမတူဘူးเนาะအင်္ဂလိပ်စာမှာဆိုရင်အမစ်စာကအကုန်လုံးကရှိသည်လို့လည်းပြောလို့ရတယ်ဖြစ်သည်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ပိုင်ဆိုင်မှုကိုပြခြင်းဗာနဲ့ပဲပြရတယ် have နဲ့ပဲပြရတယ်တွေ့ပါနော်အဲ့တော့ဒီမှာလည်းအတူတူပဲပိုင်ဆိုင်မှုကိုပြောခြင်းကို့မှာဘာရှိတယ်ဘာမရှိဘူးလို့ပြောခြင်းယိုနဲ့ပဲပြောမှာနော်အဲ့ဒီလိုဒီစကားလုံးလေးကသင်ခဲ့ပြီးသားနော်အရှိအတန်းမစင်းကနေတိုင်းမှာအများနဲ့မေးလေးရှိတယ်ဒီမှာယိုဝင့်ထီမှာလို့မေးလေးရှိတယ်တွေ့ပါအဲ့တော့ယိုကဗာလဲရှိတယ်လို့ပြောတာအဲ့တော့မေးစရာရှိလားမေးခွန်းရှိလားဒီလိုမျိုးမေးတာပေါ့လေနော်ဟာမရှိဘူးဆိုတော့မေးယိုပေါ့ရှိတယ်ဆိုရင်ယိုပေါ့ဒီလိုမျိုးဖြေမယ်ဟောနောက်တစ်ခုခဲအိုခိုကဗာလဲဆိုလို့ရှိရင်နောက်ရှိတို့က measure word ဆိုမျိုးပြစက်လုံးဘာအတွက်သုံးတာလဲဆိုလူတွေကိုရေတွက်တဲ့အချိန်မှာတနည်းအားဖြင့်လူတွေကိုမှဘယ်လိုနေရာတွေမှာပဲသုံးလို့ရတယ်ဆိုရင်မိသားစုဝင်ရေတွက်တွေကိုရေတွက်တဲ့အချိန်မှာပဲသုံးလို့ရမယ်နော်ဥပမာကျောင်းမှာရှိတဲ့ကျောင်းသားရေတွက်ကိုရေတွက်တဲ့အချိန်မှာခုံကိုသွားသုံးလို့မရအောင်ရက်ွက်ထဲမှာရှိတဲ့လူရေတွက်တွေကိုရေတွက်ကြည့်တဲ့အချိန်မှာအဲ့လိုဒီခုံကိုသွားသုံးလို့မရအောင်အဲ့တော့ခုံကအတိအကျသုံးလို့ရတာကမိသားစုဝင်ရေတွက်ကိုရေတွက်တဲ့အချိန်မှာပဲပြောချင်တဲ့အချိန်မှာပဲသုံးလို့ရမယ်နော်အဲ့တော့မိသားစုဝင်5ဦးဆိုရင်5ခု3ဦးဆိုရင်3ခုဒီလိုမျိုးပြောလို့ရတယ်ရမယ်နော်好吧那就跟我读吧家有口有家
家有有口口口口有有家家家ရွတ်ကြည့်ပါဦး 家有口口有家好来再读一遍家有有口口有家家好非常棒来再读一遍家家有有口口有家有家好ဒါဆို老師ကမြန်မာလိုပြောမယ်ခင်ဗျားတို့တရုတ်လိုပြောမယ်မိသားစု家家မိသားစု 家ကျွန်တော်မိသားစု 我家我的家ခင်ဗျားမိသားစု 你的家在家ဆရာမိသားစု 老师的老师家的家， လီရွဲ့တို့မိသားစု 李月在家的家လီရွဲ့ကြားပြောလို့ရတယ်နော်လီရွဲ့ကြားโอเคဒါဆိုကျွန်တော်မိသားစု 我的我家家我家 ရှိသည် 有有ရှိသလား 有吗？吗ဟာမရှိဘူး 没有没有不有လည်းမလုံးနဲ့ဒီလောက်ရှိပြေပြောတာဒီမှာ 没有ဗာလဲ 没有没没有没有မရှိဘူးလား 没没有有吗吗？没有吗？ရှိတယ် 有有 စာအုပ် 书စာအုပ်ရှိတယ် 书有有书书对有书နော်有书对吧စာအုပ်က object လေနော် ဟုတ် စာအုပ်ရှိတယ်ဆိုရင် 有有书书书ကျွန်တော်မှာစာအုပ်ရှိတယ်ဆိုရင် 我有书我有书， ကျွန်တော်မှာကြောင်ရှိတယ် 我有猫我有猫， ကျွန်တော်မှာပန်းရှိတယ် 我有蛙我有蛙， ကျွန်တော်မှာအင်ကြီးရှိတယ် 没有我有衣服，对ကျွန်တော်မှာနိုင်ရှိတယ် 里头မေကော 我有手表，对我有手表手ကပါလေ手ကလက်表ကနိုင်手表ဆိုနိုင်对吧我有手表ရမယ်နော်老師ပြောရလေနောက်ပိုင်းကျရင်ဒါတွေကပြန်တွဲပြီးသုံးပါနော်好吧ဒါဆိုလို့ရှိရင်စာအုပ်ပဲပြန်သွားမယ်စာအုပ် 书书书စာအုပ်တစ်အုပ် 遗书一本 ဒီမှာလည်း 书， မျိုးပြစကားလုံးဟာ 一本书对一本书နော်ဒုတိယ 一个人对一个人ဒုတိယ 一个人一个人ဖိုးဖိုးတူ 一个人爷爷အဖွားတူ 一个奶奶一个奶奶，一个奶奶对一个奶奶ရမယ်နော်ဟာကျွန်တော်မှာစာအုပ်တူရှိပါတယ် 我有一本我书，有一本书对我有一本書一本书ကျွန်တော်မှာပန်းတစ်ပွင့်ရှိပါတယ် 我有有一本一个蛙，一本蛙一本ဟုတ်မင်းမရှိသလား 你有吗？有写没有你有吗？对မင်းမရှိဘူးလား 你没有吗？没有吗？没有吗ဟာစာအုပ်ရှိတယ် 有书有书， စာအုပ်ရှိသလား 有书有书吗？ ခင်ဗျားမှာစာအုပ်ရှိသလား 你有你有有书吗？你有书吗？ ခင်ဗျားမှာစာအုပ်မရှိဘူးလား 你没有书吗？你有书吗？对
ကျွန်တော်မှာစာအုပ်ရှိပါတယ် 我有书，我有书， ခမည်းမှာတငယ်ချင်းရှိသလား lucky ဖြစ်နေရလားဟုတ်တယ်နော် 好， ခမည်းမှာတငယ်ချင်းရှိသလား 你有你有朋友吗？有朋友吗？吗？ ခမည်းမှာအတန်းပေါ်ရှိသလား 你有同学吗？你有同学吗？学吗？ ခမည်းမှာတငယ်ချင်းကောင်းရှိသလား 你有好朋好友吗？朋友吗？好友吗？ ခမည်းမှာတရုပ်စာဆရာရှိသလား 你有你有汉语老你师吗？有汉语老师吗？ ခမည်းမှာဂျပန်စာဆရာရှိသလား 你有你老师吗？有日本老师吗？ ဟမ်ရစ်ပန်မဟုတ်ဘူးလေ 哦 ဘာလဲ 哦 ရစ်ပန်ကဘာကြီးလဲ 日本啊，这边的，日本的。好吧？日本， ရစ်ပန်ကဘာလဲ ဂျပန်နိုင်ငံ ဂျပန်နိုင်ငံဂျပန်စာဆိုဘယ်လိုပြောရမှာ 日游，有日语，日语 ရစ်ရီနော် 日 ပြောပြီးတော့ဒီမှာ2ရက်နဲ့တစ်ပိုင်းပဲရှိတယ်မေးကုန် 你 ဟုတ်ရှိခဏခဏပြန်ခေါ်ပြီးနေရနော်ဒီပြန်ရအောင်ဟုတ်တာဟုတ်ပါခေဒါဆိုရင်ပြန်သွားမယ် 对， မင်းမှာတငယ်ချင်းကောင်းရှိသလား 你你有有好朋友吗？有吗？好吧， ကျွန်တော်မှာတငယ်ချင်းကောင်း3ယောက်ရှိပါတယ် 我有我有三三朋三个好朋友。三好友，好友吗？友，好朋友， ကျွန်တော်မှာတငယ်ချင်းကောင်း3ယောက်ရှိပါတယ် 我有我有三个六三好朋友，好朋友。好朋友， ကျွန်တော်မှာတငယ်ချင်းကောင်းမရှိပါဘူး 嗯，我没有好朋友。我没有好朋友， ကျွန်တော်မှာတငယ်ချင်းကောင်းမရှိပါဘူး 我没有没有没好朋友，有好朋友。 ကျွန်တော်မှာကျွန်တော်မိသားစုပဲရှိတယ် 我有我我在有我的家。我在在， ကျွန်တော်မှာကျွန်တော်မိသားစုရှိတယ် 我我有我的家。我有我有我家对吧家，好အဲ့ဆိုကျွန်တော်မိသားစုဆိုရင် 我家我家我在家，我家ရှိပါတယ်ဆိုရင် 我家有有မိသားစုဝင်3ဦးဆိုရင် 三家，一စမ်းကြမှာစမ်းကြမဟုတ်ဘူးမိသားစုကတစ်ခုပဲရှိတာမိသားစုဝင်3ဦး 我有三我有三家，လူ3ယောက်ဆိုရင်ဘယ်လိုပြောလဲ 都要哦哇，我有我家လူ有3ယောက် 3户 လူ 人。 3ယောက်ကိုရင်ပြောလူ3ယောက် 3户人。能够三口儿， စမ်းခုံရယ်ဆိုဘာဖြစ်သွားလဲ မိသားစုဝင်3ယောက် မိသားစုဝင်3ဦးနဲ့လူ3ယောက်ကတူလား မတူပါဘူးလား ဒါပေမဲ့တွေ့တဲ့လူ3ယောက်ကကိုယ့်မိသားစုဝင်ဖြစ်နိုင်လား 三个家， 3个人 တွေ့ 三个家， လူ3ယောက်ဆိုရင် 3个三个家， စမ်းကော့ရမိသားစုဝင်3ဦးဆိုရင် 3户人 တွေ့ 三 မိသားစုဝင်3ဦးဆိုရင် 3户人三个 လူ3ယောက်ဆိုရင် 三口3个儿，人 တွေ့အဓိပ္ပာယ်အများကြီးကွာခြားမှုရှိတယ်နော်ဟာ ဟုတ် ဒါဆိုရင်ကျွန်တော်မိသားစုမှာမိသားစုဝင်9ဦးရှိပါတယ် 我在家，我家有我家3户人家有9ဦး9相ဦး 哦5个人，五口人， 5个人， တွေ့ 还有个人 ဘောကစာတန်တွေကိုကြည့်မယွန်းနဲ့နော်နောက်ရှိတဲ့အရာတွေမှာဘယ်တော့မှမမေးဘူးဘောကစာတန်တွေကိုတော့မကြည့်နဲ့နော်နောက်ရှိတဲ့အရာတွေဘယ်တော့မှမမေးဘူးဖတ်ခိုင်းရင်လားအဲ့ဒါတွေဖတ်ခိုင်းတာတကယ်တမ်းအဲ့ဒါတွေကိုသင်ဖို့ခေါင်းထဲမှာကိုမရှိနေဘူးโอเคဒါဆိုရင်ကျွန်တော်မိသားစုမှာမိသားစုဝင်9ဦးရှိပါတယ် 我家我家有5户我家人有5个人，对
对ကျွန်တော်မိသားစုမှာမိသားစုဝင်9ဦးရှိပါတယ် 我家我有家有7口人。7口人。 အဲ့တော့ခင်ဗျားတို့ရှိလားမရှိလားလဲမေးတတ်ပြီရှိလားမရှိလားလဲဖြေတတ်ပြီဒီမှာမပါဘူးနော်အဲ့ဒါတွေကဒါပေမဲ့ကိုကတကယ်လက်တွေ့မှာအဲ့ဒါတွေကအသုံးဝင်လားမဝင်ဘူးလားနေ့တူပါမှာဘာရှိသလားဘာမရှိဘူးလားမေးနေတာပဲမဟုတ်ဘူးလားအဲ့တော့ကိုမေးချင်တဲ့အကြောင်းအရာဝတ္ထုပစ္စည်းနောင်းကိုဒါကိုက dictionary မှာသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘာရှိသလားလို့မေးချင်ရင်ဒီပုံတန်အနေနဲ့မေးလို့မရဘူးလားကိုကတရုတ်တွေနဲ့မေးသွားပြီးတော့မေးချင်တာခင်ဗျားမှာဘာရှိသလားကျွန်တော်မှာဘာရှိတယ်လို့ပြောချင်တာ ကဲအဲ့ရှိကိုပြခြင်းတဲ့ပစ္စည်းကိုမေးခြင်းတဲ့ပစ္စည်းသာသိရင်အခုခင်ဗျားတို့ဒီမေးခွန်းတွေမေးလို့မရဘူးလားရတယ် ရပါတယ် နော်ဆိုတော့ခင်ဗျားတို့မေးရှိသလားလို့မေးခြင်းတဲ့ဒါမှမဟုတ်ရှိတယ်လို့ပြောခြင်းတဲ့ပစ္စည်းတွေသိရင်ရပြီအဲ့ဆိုတော့ pattern တွေကိုမှတ်ထား pattern တွေကအဓိကနော်好吧下一个来吧大家一起读这一次吧那所以အောက်မှာ new word ကလေးတွေဖတ်ပါအောင် we are อือฮึ we are จี စလဘယ်လေးတွေလောက်ပါအောင်ပေါင်းပါအောင် initial file နဲ့ထုံးလေးတွေ နေရွီနွီနွီ are are 女 女儿下一个နောက်တစ်ခု จีจีจี จี จี是是是好会水啊，四位岁，好，几，对，下一个，嘞那对，了，对吧？了，所以要一个人了喏，好说多轻声一了，那出来的好，下一个，亲亲亲一样亲那样样音啊，也就你讲嘞，音那样固定题样မခွဲတတ်သေးဘူးလားဘယ်ဟာနောင်လုံးဘယ်ဟာ integer ဘယ်ဟာ file တွေကိုမခွဲတတ်သေးဘူးလား亲亲亲啊鸡鸡好 G ကဘယ်လိုထွက်လဲ G ကဘယ်လိုထွက်လဲ 鸡鸡金金နော်ကြည်ရင်ချင်းချင်း 金金那样呢နေရက နေရ နေရလို့ထွက်တယ်နော်နားမဟုတ်နေရနေရရမယ်နော် 年娘娘နေရနေ 娘 娘ရမယ်နော်好နေရနေရ娘ရမယ်နော်နေရနေရ娘好အဲဆိုရင်ကြည်ရင်ချင်းချင်းနေရနေရ娘ကျင်းနေရလလ思维碎碎鸡鸡几နေ女女儿儿女儿ရမယ်နော်နေ女儿儿女儿鸡鸡几思维碎碎的了鸡眼睛金နေရ年娘金娘好ရမယ်နော်ဒါကသူနဲ့ပတ်သက်တဲ့ထုံးလေးတွေအဲဆိုနွေရဲဆိုတာဘာကိုပြောရလဲဆိုရင်သမီးကိုပြောတာနော်သမီးမိန်းကလေးကိုနွေရဲလို့ပြောတယ်ဟောရှိုက်တော့ကြည်ကတော့เราတို့ကအရေးအတွက်ကိုမေးချင်တဲ့အချိန်မှာသုံးတာမနေ့ကဒါလေးတွေပါပြီးသားနော်တကယ်တော့ဟောပါနော်ကြည်ကဘာလဲဆိုရင် how many ဘယ်လောက်လဲလို့မေးတာနော်ဟာဒါပေမဲ့ကြည်ဒီ30အောက်နဲတဲ့အရေးအတွက်ကိုဒါလေးမေးလို့ရတာမျိုးရမယ်နော်အဲ့ဒါလေးမှတ်ထားမယ်ဟာဆွေဆိုတာကအသက်ကိုပြောတာနော်အသက်ကိုပြောတာဒီမှာရေးရလို့ဆိုရင်ခုနှစ်နဲ့လွဲသွားမှဆိုလို့လောက်ရှိကအသက်လိုပဲတခါတည်းဘာသာပြန်လိုက်တယ်နော်အဲ့တော့ age ကိုပြောချင်တာပေါ့နော်ဆွေကအသက်ဟာရမယ်နော်အဲ့တော့ကိုက9နှစ်လို့ပြောခြင်းဝူဆွေ6နှစ်လို့ပြောခြင်းခွန်ချီးဆွေနော်25နှစ်ဆိုဘယ်လိုပြောမှာလဲ 上那怎么25岁对25岁30ဆိုရင်30岁30岁对အရေးကြီးလို့မေးနေရနော်ကျွန်တော်နာမည်ဘယ်သူပါကျွန်တော်ကအသက်ဘယ်လောက်ပါကျွန်တော်ကဘာဖြစ်ပါတယ်ဟောခင်ဗျားတို့တကြောင်တိုးလာပြီကိုမိတ်ဆက်တဲ့ဝါကြထဲမှာအသက်တကြောင်တိုးလာပြီโอเคကိုမိတ်ဆက်တဲ့နေရာမှာပဲတိုးရလားမဟုတ်ဘူးနော်အခြားသူတွေကိုမိတ်ဆက်ပေးတဲ့အချိန်မှာလည်းတကြောင်ထည့်ပြီးတော့ပြောလို့ရတယ်ဥပမာကျွန်တော်အဖေကဘယ်သူပါဒီနေ့အသက်ဘယ်လောက်ပါဟလာဘာအလုပ်လုပ်ပါတယ်ဆိုတာမျိုးတွေကျွန်တော်တို့မိတ်ဆက်ပြီးလို့ရတယ်အကြမ်းပြင်းလေးတွေနော်ကိုမိတ်ဆက်တဲ့အချိန်မှာကိုမိသားစုအကြောင်းတွေမှာလိုအပ်ရင်မိတ်ဆက်လာဖို့ဖြစ်လာနိုင်တယ်ဒီပါအဲ့ချိန်ကျရင်ကိုကဟလာကိုအကြောင်းလေးက၄-၅ကြောင်းလောက်ကိုအဖေအကြောင်းလေးက
နော်3-4ချောင်းလောက်ကို့အမေချောင်းလေးက3-4ချောင်းလောက်ဆိုခင်ဗျားတို့ဒီမှာဗာလဲဝေဝေဆာဆာနဲ့အချောင်း20လောက်ဖြစ်နေပြီဟောနော်ဘာမှမခဲရင်ဘူးတူညီတဲ့ပတ်တန်တွေပဲတောက်လျှောက်ပြောသွားရင်ကိုပဲအဲ့လိုမျိုး essay တစ်ပုဒ်ကရလာရောဟာဒါကတော့သိကြတာပေါ့ဒီလိုလေးတွေပဲသုံးတယ်ဆိုတာတိတ်ကိုအခြေခံစံတယ်လို့ခင်ဗျားတို့တွေးကောင်းတွေးနိုင်တယ်ဒါပေမဲ့အဲ့အခြေခံစံနာကိုပိုင်နိုင်အောင်လုပ်ဖို့ကအရေးကြီးဆုံးပဲအဲ့ဒါပြီးမှနောက် level တွေရောက်လာတဲ့အချိန်မှာကိုယ့်အကို base set တဲ့ဟာလေးတွေဏ္ဍန်လေးတွေကိုပဲပို့ပြီးတော့ကြဲပြန့်နဲ့ကောင်းမွန်ဝါကြအရှိကြီးတွေဖြစ်လာအောင်လို့တဖြည်း expand လုပ်သွားတာနော် extended answer လုပ်သွားတာပဲရမယ်နော်ဟာဒါဆိုရင်ကြည့်ရအောင်နော်အဲ့တော့လကဘာလဲဆိုလို့ရှိရင်လာရှို့ကဝါကြရဲ့အဆုံးသတ်မှာသို့မဟုတ်ရင်ဝါကြရဲ့အလဲကောင်မှာသူ့ကို3လေရှိတယ်ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အခြေအနေတစ်ခုကပြောင်းလဲသွားတယ်ဒါမှမဟုတ်ရင်ပထမလုံနေတဲ့အခြေအနေတစ်ခုကလှုပ်ဆောင်ပြီးသွားပြီလို့ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာနော်မြန်မာလိုလွယ်တကူပြောရရင်တော့လောကိုပြီးပြီလို့ပဲပြောလို့ရတယ်နော်ဟာပြီးပေါ့မြန်မာလိုပြောရင်နော်ပြီးဆိုတဲ့သဘောဟာဒီပါကကျင်းနီယန်ဆိုတာနီယန်ဆိုတာကခုနှစ်ကိုပြောတာနော်နီယန်ကလည်း year ဒီမှာဆွေကလည်း year ပဲဒါပေမဲ့ဆွေကအသက်ကိုပြောတာဖြစ်ပြီးနီယန်ကခုနှစ်ကိုပြောချင်တာဖြစ်တယ်ညမယ်နော်နီယန်ကဘာကိုပြောချင်တာလဲဆိုခုနှစ်ကိုပြောချင်တာအခုဘယ်နှခုနှစ်လဲဒီနှစ်က2026ဘယ်2026ကိုဘယ်လိုပြောမလဲအရှေ့ဟမ်အာ26လားဟမ်အင်္ဂလိပ်လိုပြောကြကြီး2026ဆိုတော့26လား Very good. တရုတ်ကအဲ့လိုမပြောတရုတ်ကပိုလွယ်တယ်တကယ်တမ်းတော့နော်2026လို့မပြောဟုတ်တယ်နော်အင်္ဂလိပ်တွေကတော့ဘယ်လိုပြောကြလဲ2026ဒီလိုပြောကြတယ်ဒီပါနော်1993 1993ဒီလိုမျိုးတွေပြောကြတယ်1990ဆိုရင်1990ဒီလိုမျိုးတွေပြောကြတာလေနော်ဒီမှာတရုတ်တွေကတော့တစ်လုံးချင်းပြောတာဒါမယ်နော်တရုတ်တွေကတစ်လုံးချင်းပြောတာဒါဆိုရင်ဘယ်လိုပြောမလဲ啊တုံညကို零လင်း 零တွေ့လင်းနောက်တစ်ခု202026二六六ခုနှစ်ကိုထည့်မယ်202026今年ကျင်းနေမဟုတ်ဘူးလေခုနှစ်ကတစ်ခုတည်းပဲလေခုနှစ်ကပါပဲလေ你2026年2026ဖေးချံပန်အော်လင်အော်လီယိုနီယန်လို့ပြောတာညာမယ်နော်အဲ့တော့အော်လင်အော်လီယိုနီယန်ဆိုလို့ရှိရင်2026အဲ့တော့နောက်ဆိုတော့2026နဲ့ရက်သွားလို့မရဘူးခုနှစ်ဆိုတာပါတွဲပြောရတယ်အင်္ဂလိပ်ကတော့မလိုဘူးเนาะအင်္ဂလိပ်စာမှာတော့2026လို့ပြောလိုက်ရင်လူတွေကအာ2026ခုနှစ် year ဆိုတာလူတွေကတွဲပြီးသိပြီးသားဒါပေမဲ့တရုတ်စာမှာအဲ့လိုမျိုးမရဘူးเนาะတရုတ်စာမှာဒီနီယန်ဆိုတာကတွဲပြီးတော့မှဖော်ပြမှာဒါလေမှန်ကန်တဲ့ခုနှစ်တစ်ခုကိုဖော်ပြတာဖြစ်တယ်ညာမယ်နော်ရမယ်နော်ဒါဆိုရင်ခုနှစ်ကိုလည်းလာရှိုးပြောတတ်ပြီနော်ခုနှစ်ကိုလည်းပြောတတ်ပြီဒီမှာဟာနော်အခုအသက်ကိုလည်းဒီမှာပြောတတ်ပြီရမယ်နော်အဲ့တော့ကျင်းမြန်ဆိုတာဒီနှစ်ကိုပြောတာနော်ဟာဒါဆိုရင်ကင်းဝါတူပါနွေရကြည် 几ဆွေ对对လန်း了ကျင်းမြန်今年ကျင်းမြန်今年လန်း了ဆွေ岁ကြည်နွေရ女儿နွေရ女儿ကြည်几ဆွေလန်း了ကျင်းမြန်ကျင်းမြန် 今年လန်း了ဆွေ岁ကြည်几女儿来大家一起读吧女儿岁对了今年今年了岁对几女女儿儿好来再读一遍女儿女儿几几岁了今
今今年年，今今年，今年累三岁几几几女女儿儿好，来再读一遍。女儿女儿几几岁岁了？了，今年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 了了岁几几女儿女儿好，非常棒。乐不乐你呢？乐嘛，破洞后路啦，ဟုတ်ပါ မဟုတ်ဘူးနော်乐ဟာဒါဆိုရင်2025ခုနှစ်ဆိုဘယ်လိုပြောမလဲ 2025年25年2010ခုနှစ်ဆိုရင်2010是2020年ရမယ်နော် 年ဒါဆိုရင်1990ဆိုရင်ဘယ်လိုပြောမလဲ 1990年那年对1990年ရမယ်နော်1990年好吧ဒါဆိုရင်ဒီကနေ့ခေတ်မှာဝိသက်ကလေးတွေပြောတဲ့အချိန်မှာအတူကောက်တွေပြောကြတယ်တွေ့ပါ90 born တို့80 born တို့တွေ့ပါဟုတ်လား 20 born တို့ကျွန်တော်တို့ပြောနေကြတာကြားဦးမှာပေါ့နော်ဒါဆိုရင်ကိုကဥပမာနော်1990နောက်ပိုင်းမှာမွေးတဲ့သူဆိုလို့ရှိရင်90 born ပေါ့ဟော93 born ဆိုရင်93年对吧93年出生93ဒါမှမဟုတ်90年代ပေါ့နော်ဒီလိုမျိုးတွေပြောကြတာဒါ90 born နော်20 born ဆိုရင်လည်း20年代ဒီလိုမျိုးတွေပြောကြတာနော်ဟာဒီလိုမျိုးတွေတဲ့နှလုံးနဲ့꿰ပြီးသုံးကြသေးတယ်လို့ပြောချင်တာနော်80 born ဆိုရင်80年代နော်80年代ဒီလိုမျိုးတွေတောင်းတာနော်ဟောင်းရှာကြီးကနောက်တစ်ခုဒီမှာနော်ဘောကလေးတွေဒီနှလုံးကလေးတွေပြီးအောင်လို့တင်တော့လိုက်မယ်နော်ဟုတ်ပါကဲလာဖီးလေးတွေပေါင်းပါအောင် တဲအောင် တဲဝမောင်း အောဆိုတော့ဘာဖြစ်မှာလဲ တော့ တော့ညမယ်နော်တဲဝဆိုတော့တော့နောက်တစ်ခုက တာ ဟုတ်ဒါဆိုရင်တော့ကဘာလဲဆိုရင်များတော့ပဲညမယ်နော်တော့ကများတော့တကဘာလဲဆိုရင်ကြီးတော့ညမယ်နော်အဲ့တော့အရင်လွယ်ပါတယ်တဲဝတော့တော့တဲအတာတညမယ်နော်တဲဝတော့တော့နော်တဲအတာတညမယ်နော်好吧，那就跟我读吧。多တော့ 大တာ 大တာ 多တော့ 多大တာ 大多တော့ 好，来大家一起读吧。多တော့ 大တာတော့ 来再读一遍。တော့တာတော့ OK，好吧，那我们今天就到这里了。所以ဒီနေ့老师တို့ကဒီမှာပဲရက်လိုက်မယ်နော်။နောက်ရှေ့အမြဲတမ်းပြောရနော်။အတန်းစားတာနောက်ကြရင်တော့အတန်းဆင်းတယ်နောက်ကြမှာပဲ။ဟုတ်လား။အဲ့တော့အတန်းစောစောစီးကြည့်ရင်စောစောလာနော်။ အဲ့လိုရှိ ဒါဆိုရင်လာရှိတို့ဒီမှာနော်နောက်တစ်ပတ်ကြာလို့ရှိရင်မြန်နဲ့သွားလို့ရအောင်လို့ဒီပု္ပ္ပစာတွေကိုခင်ဗျားတို့ကောင်းကောင်းမွန်မွန်နားလေသဘောပေါက်ဖို့အတွက် meaning တွေကြိုပြီးတော့မှပေးလိုက်တာအဲ့တော့ meaning တွေကြိုပေးလိုက်တာဖြစ်တဲ့ကြောင့်ကြိုပြီးတော့မှရအောင်လောက်လာခဲ့ဖို့လိုတယ်ဒီမှာ meaning တွေသင်လိုက်ပြီးသားနော်နောက်တစ်ပတ်ကြာရင် meaning တွေကိုနှွေးတဲ့အနေနဲ့ပဲမြန်ဆန်သွားမယ်ဝါကြတွေကိုအများကြီးမြန်တိဆောက်လို့ရအောင်လို့ဒီလိုမျိုးကြိုတင်ပေးလိုက်တာရမယ်နော်အဲ့တော့အရှိမရှိတဲ့သင်ခန်းစာ1 2 3 4ကိုလည်း revision ပြန်ခဲ့နော် meaning တွေလည်းဒီမှာပြန်ပြီးတော့ကြည့်ခဲ့နော်သင်ထားတဲ့သင်ခန်းစာတွေ revision မပြန်ဘူးဆိုလို့ရှိရင်လည်းခင်ဗျားတို့နော်အိတ်ပေါင်းနဲ့ဖားကောက်တယ်လို့အဲ့ဒါတွေကမေ့ပြပြီးတော့ကြံခဲ့လိမ့်မယ်
Okay revision လည်းပြန်ခဲ့မယ်ဒီနေ့သင်လိုက်တဲ့ meaning အသစ်တွေလည်းရအောင်လုပ်ခဲ့မယ်好吗好的，老师。好的，老师。ဒါဆိုအင်္ဂါလေးတွေလည်းထပ်ကြမယ်နော်你们有问题好吗的。没有，老师。没有好那就我们今天就到这里了我们下个星期见吧နောက်တစ်ပတ်မှာပြန်ပြီးစုံကြမယ်နော်同学们再见啊。老师再见。